လေကြရင်ကိုယ့်ကိုပြန်ပြီးတော့မေးခွန်းထုတ်ပြီးတဲ့အချိန်တွေရှိဘူးလားငါပဲမှားနေရလားငါပဲအထိမခံဖြစ်တာလားငါအစွဲလန်းတိတ်ကြီးနေရလားဆိုပြီးတော့ပေါ့တစ်ပတ်လူကတင့်ကိုမှားနေပါတယ်လို့ထပ်ခါပြောလာတဲ့အခါမျိုးမှာကိုယ့်ရဲ့မှတ်ဉာဏ်တွေကိုယ့်ရဲ့ခံစားချက်တွေကပါကိုယ်တိုင်တန်တရားဖြစ်လာပါတယ်ဒါကအမှတ်မတင်ဖြစ်လာတော့မဟုတ်ပါဘူးဒါကိုစိတ်ပညာမှာကျွန်တော် gaslighting လို့ခေါ်ပါတယ်ဒီဗီဒီယိုမှာတော့မိတ်ဆွေတို့ကိုထင်အောင်ထင်မှားဖြစ်အောင်လုပ်ခြင်း gaslighting ဆိုတာပါလေဒီလိုမျိုးကို gaslighting လုပ်နိုင်တဲ့အခြေအနေမျိုးတွေနဲ့ကြုံလာတဲ့အခါမျိုးမှာဒီလိုအခြေအနေကနေပြီးတော့ကိုယ့်ကိုဘယ်လိုရုံထွက်ကြမလဲဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့ inspire by job ဖြစ်ပါတယ် gaslighting လုပ်တဲ့စကားလုံးကတော့1938ခုနှစ်ကပြဿနာတစ်ခုကနေစတင်လာလို့ဆိုပါတယ်အိမ်နောက်တဲ့အမျိုးသားတစ်ယောက်ကအိမ်ထဲကမီးအိမ်ကိုသူကတမင်မှိန်ပစ်လိုက်တယ်သူစနေကအလင်းရောက်မှိန်သွားတယ်လို့ပြောတဲ့အခါမျိုးမှာသူကဒါမီးထင်အောင်ထင်မှာဖြစ်တာပါလို့ညစ်စုပ်ဖျားကနေပြီးတော့စတင်ကြတာလို့ဆိုပါတယ်အခုခေတ်မှာတော့ဒါကပို့ပြီးတော့တိမ်မွေ့လာပါတယ်ကိုယ့်ရဲ့ reality အမှန်တရားကိုပုံဖြတ်ဖို့ကြိုးစားတဲ့နေရာမှာ manipulation တစ်ခုအနေနဲ့ဒါကိုအသုံးချလာကြပါတယ်။သင်ကတစ်ခုကိုမြင်လိုက်တယ်ခံစားရတယ်မှတ်မိတယ်ဒါပေမဲ့တစ်ဖက်လူကအဲ့ဒါကိုမဟုတ်ပါဘူးဒါမှမဟုတ်မင်းထင်အောင်ထင်မှာဖြစ်နေတာပါလို့ရောင်ကြီးလိုက်တဲ့အခါမျိုးမှာကိုယ့်ရဲ့စိတ်ထဲမှာတဖြည်းဖြည်းနဲ့ဝေဝါးလာပါတယ်။ gaslighting လုပ်တဲ့လူတွေကတင့်ကိုရုပ်ပိုင်းဆိုင်ရာနာကျင်လုပ်တာမျိုးမဟုတ်ပါဘူး။သူကတင့်ရဲ့ကိုယုံကြည်မှုကိုတဖြည်းဖြည်းနဲ့တိုက်စားပစ်လိုက်တာပါ။ဥပမာမင်းကအရန်ကို sensitive ဖြစ်လန်းတယ်ငါကမင်းကောင်းဖို့အတွက်ပြောတာပါဒီကိစ္စကိုမင်းအခုထိမမေ့နိုင်သေးဘူးလားဒီလိုစကားလုံးတွေကတင့်ကိုကိုယ့်ကိုအပြစ်ရှိတယ်လို့ခံစားရအောင်လုပ်လိုက်တာပါကြာလာတော့တင်ကကိုယ့်ကိုဆုံးဖြတ်ချက်တွေမချရတော့ဘဲနဲ့ဒီလိုမျိုးကို gaslighting လုပ်နေတဲ့ manipulator တွေရဲ့ဆုံးဖြတ်ချက်အတည်ပြုချက် validation ကိုပဲအမြဲစောင့်ရတဲ့သူတယောက်ဖြစ်သွားတတ်ပါတယ်ဒါဆိုရင်မိတ်ဆွေအနေနဲ့ကိုယ့်ကိုဒီလိုမျိုးထင်အောင်ထင်မှားလုပ်ခံနေရပြီဆိုရင်ဒီလိုမျိုး gaslighting အခြေအနေကနေဘယ်လိုမျိုးရုံထွက်မလဲပထမဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ရဲ့ကိုယ့်ကိုသိစိတ်ပေါ့နော် intuition ဒါကိုကျွန်တော်နားထောင်တတ်ဖို့လိုပါတယ်ဥပမာကိုယ့်ရဲ့ရင်ထဲနှလုံးထဲကနေပြီးတော့တစ်ခုခုမှားနေပြီဆိုတော့အခိုင်အမာယုံကြည်နေဖို့အရေးကြီးပါတယ်တကယ်တော့အမှန်တရားဆိုတာကျွန်တော်တို့သူများရဲ့ပါးစပ်ဖြားမှရှိရမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ခံစားချက်ဒီရင်ထဲမှာရှိတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့သိဖို့လိုပါတယ်ဒုတိယတစ်ချက်ကတော့မှတ်တမ်းတင်တာတနည်းအားဖြင့်တော့ကျွန်တော် journaling လုပ်တက်ဖို့လိုပါတယ်နေ့စဉ်ကိုဘာပြောလိုက်တယ်ဘယ်လိုအကြောင်းအရာမျိုးကြုံတွေ့ခဲ့ရတယ် journaling ဒီလိုမျိုးရေးတတ်တဲ့လူကြောင့်နေနဲ့ကိုယ့်ကိုဒါထင်အောင်ထင်မှာလုပ်ဖို့မလိုပါဘူးနေ့စဉ်နဲ့ပြောထားရတယ်ကျွန်တော်တို့လှုပ်ဆောင်ချက်တွေကိုကိုယ်မှတ်တမ်းတင်ပြီးသားရှိပါတယ်ဆိုတော့ကိုယ့်ရဲ့ reality ကိုဒီနည်းနဲ့ခိုင်မာအောင်လုပ်လို့ရပါတယ်နောက်ဆုံးတစ်ခုကတော့ကိုယ့်ကိုမေးခွန်းထုတ်နေတဲ့သူပေါ့အဲ့လိုလူတွေကိုရှင်းပြရတာကိုချက်လိုက်ဖို့လိုပါတယ်လူတယောက်ကကိုယ့်ကိုပုံဖြတ်ဖို့ဒီလို manipulation လုပ်ကိုဆုံးဖြတ်ပြီးသားဆိုရင်သူ့ကိုဘလောက်ပဲရှင်းပြသူကနားထောင်မဟုတ်ပါဘူးမိတ်ဆွေရဲ့စိတ်အေးချမ်းမှုကအရာအားလုံးထက်အရေးကြီးပါတယ်ကိုယ့်ရဲ့အမှန်တရားကိုဘယ်သူမှလာပြီးတော့မှခြေလေးခွင့်မပေးသင့်ပါဘူးကိုယုံကြည်မှုကိုတိဆောက်ပါဒီနေ့ကစပြီးတော့ကိုယ့်ရဲ့အမှန်တရားကိုကာကွယ်နိုင်တဲ့ခွန်အားတွေရရှိပါစေလို့ဆုမတောင်းပေးလိုက်ပါတယ် inspire by job